ကြာစံဟင်းကြိုက်တဲ့သူအတွက်အိမ်နဲ့အလွယ်တကူချက်စားလို့ရမယ်ကြာစံဟင်း channel လေးကိုမျှဝေပေးမှာဖြစ်ပါတယ်ရှင်ကြာစံဟင်းလေးကကြက်ရိုးကြက်ရည်လေးနဲ့ပိုးလိုက်တာဖြစ်တဲ့အတွက်နူးနေအောင်အရင်ဆုံးပြုတ်ထားပါမယ်ရှင်ပြီးရင်တော့မိုးကြောင်လေးထည့်ပါမယ်ရှင်ငုံပြုတ်ပြီးခွာထားတာလေးလည်းထည့်ပါမယ်ရှင်အောင်လေးလာချင်တာကြောင့်စနွန်းလေးအနှဲငယ်ထည့်ပါမယ်အရသာအတွက်စားဟင်းဂျုံမုံလေးတင့်တော်သလိုထည့်ပါမယ်ရှင်မိုးကြောင်လေးလည်းဤပြီးရေလေးလည်းပွက်ပြီးဆိုရင်တော့ပဲမုံစိမ်းလေးခြေထားတာလေးကိုအနှဲငယ်ထည့်ပါမယ်ရှင်ဟင်းလေးပိုးပြအောင်လို့ကြောက်ခောက်ထားတာလေးကိုလည်းထည့်ပါမယ်ကြက်သွန်ပြူထောင်းထားတာလေးကိုလည်းထည့်ပါမယ်ကြက်သွန်ပြူလေးကမထည့်ခြင်းတဲ့အတူတော့မထည့်လို့ရပါတယ်ရှင်အရသာအပေါ့ငန်းလေးမြည်ပြီးတော့ငန်းပြားလေးနည်းနည်းထည့်ပါမယ်ရှင်အနံလေးမွေးနေအောင်လို့ငရုတ်ကောင်းလေးအနှဲငယ်ထည့်ပါမယ်ကြက်လောက်မဲ့အနေထားလေးရောက်ရင်တော့အစင်သစ်လှုပ်ထားတဲ့အသက်ရူလေးကိုထည့်ပါမယ်ကြက်သွန်ပြူစီချက်လေးနဲ့စီတက်ပါမယ်ရှင်နောက်ဆုံးမှာတော့ကြာစံဘက်လေးထည့်ပါမယ်ကြာစံဘက်လေးဤတဲ့အနေထားလေးရောက်ရင်တော့စားလို့ရပါပြီရှင်အခုဆိုရင်တော့လွယ်ကူရိုးရှင်းပြီးစားလို့ရတာရှိရဲ့ကြာစံဟင်းကားလေးရပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်